Grandview လူမှုတိုင်းဝိုင်းဆိုင်ရာစိုက်ပျိုးရေးဥယျာဉ်မှာကြိုဆိုပါတယ်။ Kia ora မင်္ဂလာပါ။ နယူးဇီလန်နိုင်ငံဟမ်မတန်မြို့ရှိ Grandview Community Garden Grandview လူမှုတိုင်းဝိုင်းဆိုင်ရာစိုက်ပျိုးရေးဥယျာဉ်မှာကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ဥယျာဉ်မှာယဉ်ကျေးမှုမတူတဲ့နိုင်ငံအသီးသီးဒေသအသီးသီးကလာရောက်ကြသူတွေဟာမိမိတို့ရဲ့တန်ရှင်းလက်ဆက်တဲ့အသီးနှံတွေကိုစိုက်ပျိုးခြင်းစိုက်ပျိုးရေးနည်းစနစ်အသစ်တွေကိုလေ့လာသင်ယူခြင်းအပြင်အတူတကွအလုပ်ကိုင်ဆောင်ရွက်နေကြတဲ့နေရာလည်းဖြစ်ပါတယ်။ဥယျာဉ်ကိုလာရောက်လက်ပတ်ချင်းသူတွေလုံအားပေးအဖြစ်လုပ်ကိုင်လိုသူတွေနဲ့အဖွဲ့ဝင်လိုသူတွေကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ Grandview လူမှုအတိုင်းအဝိုင်းဆိုင်ရာစိုက်ပျိုးရေးဥယျာဉ်ဟာစိုက်ခင်းစိုက်ကွက်တွေကိုအကန့်လိုက်ထားရှိတဲ့ဥယျာဉ်ဖြစ်ပြီးသီးခြားစိုက်ကွက်ပေါင်း40ကျော်အထိပြုလုပ်ဖန်တီးထားပါတယ်။အဖွဲ့ဝင်တွေဟာကိုယ်ပိုင်စိုက်ကွက်ပေါ်မှာကိုယ့်ဘာသာမြေတူးမြေဆွပြိုးကျဲစိုက်ပျိုးကြရတယ်လို့ထွက်ရှိလာတဲ့အသီးနှံတွေကိုခူးပြီးတော့လဲကိုယ့်အိမ်ကိုယူဆောင်စားသုံးနိုင်ကြပါတယ်။ကိုယ်စိုက်တာကိုယ်စားတဲ့စနစ်မျိုးဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိုက်ပျိုးရေးကျွမ်းကျင်သူတွေကတပတ်ကိုတစ်ခါဥယျာဉ်ထဲမှာအချိန်ယူပြီးတင်ပြပေးပါမယ်။အဲ့ဒီတင်ပြပေးတဲ့အချိန်မှာမိမိတို့ရဲ့ဥယျာဉ်ကိုဘယ်လိုစိုက်ပျိုးရမလဲ။တဘာဝမြေဩဇာထည့်တဲ့စနစ်ကိုသုံးပြီးအသီးအနှံတွေတစ်နှစ်ပတ်လုံးစားသုံးလို့ရအောင်ဘယ်လိုစိုက်ပျိုးရတယ်ဆိုတာတွေကိုမြည်သူမဆိုလေ့လာသင်ယူနိုင်ပါတယ်။ကျွန်တော်တို့စီမှာဥယျာဉ်ရဲ့လုပ်ငန်းဆောင်တာတွေကိုကူညီလုပ်ကိုင်ပေးမဲ့လုပ်အားပေးအဖွဲ့တွေလည်းရှိပါသေးတယ်။သူတို့ဟာစိုက်ပျိုးစရိတ်လျှောက်ထားတဲ့ကိစ္စစိုက်ပျိုးရေးအတွေ့အကြုံနဲ့သူတွေကိုကူညီတဲ့ကိစ္စနဲ့ကိရိယာတစားပလာတွေကိုဘယ်လိုပြုပြင်ရမယ်ဆိုတာတွေအထိကူညီပေးကြပါတယ်။ Grandview လူမှုအတိုင်းဝိုင်းဆိုင်ရာစိုက်ပျိုးရေးဥယျာဉ်ကို2012ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးဥယျာဉ်ရဲ့ရည်ရွယ်ချက်တွေကတော့ကျန်းမာရေးနဲ့ညီညွတ်ပြီးဈေးသက်သာတဲ့အစားအသောက်ထုတ်လုပ်နိုင်ရေးအဖိတ်အစင်းအလေလွင့်မရှိအောင်ထိမ့်သိမ့်တဲ့စိုက်ပျိုးရေးစနစ်ပြန်ပွားလာစေရေးလူမှုအတိုင်းဝိုင်းကြားသက်သာချောင်ချိပြီးဖွံ့ဖြိုးတိုးတက်လာစေရေးအလေလွင့်လျှော့ချရေးနည်းစနစ်ပြန်ပွားလာစေရေးဇီဝမျိုးစိတ်များရဲ့ပြောင်းလဲမှုဖြစ်စဉ်ကိုထိမ့်သိမ်းစောင့်ရှောက်ရမှာပိုမိုကောင်းမွန်လာစေရေးနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ချက်ပြုတ်စားသောက်နည်းကိုသင်ယူနိုင်ခွင့်ရရှိရေးတို့ပဲဖြစ်ပါတယ်။ Grandview လူမှုအတိုင်းဝိုင်းဆိုင်ရာစိုက်ပျိုးရေးဥယျာဉ်မှာကျွန်တော်တို့ဟာကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းတဲ့အနေနဲ့တဘာဝမြေဩဇာတစ်မျိုးတည်းကိုပဲထည့်သွင်းရတဲ့စိုက်ပျိုးရေးနည်းစနစ်ကိုအသုံးပြုပါတယ်။လုပ်ငန်းခွင်ဆွေးနွေးပွဲအတွက်ပေးထားတဲ့အချိန်နဲ့စိုက်ပျိုးရေးအချိန်တွေမှာတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆိုင်ရာဘာသာရပ်တွေဖြစ်တဲ့မြေစီလွှာနဲ့ရေအရင်းမြစ်ထိမ့်သိမ်းရေးလေလွင့်မှုလျှော့ချရေးတို့ကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။ဥယျာဉ်ခြံထဲမှာစိုက်ပျိုးရေးလုပ်တာဟာခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက်ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်စေသလိုပထဝီဓာတ်နဲ့ဆက်ဆက်တဲ့ကျန်းမာပြီးလန်းဆန်းတက်ကြွမှုတွေကိုလည်းပေးမှာဖြစ်ပါတယ်။နှစ်စဉ်တိုင်းမှာစိုက်ပျိုးရေးဥယျာဉ်ကထွက်တဲ့သီးနှံတွေကိုအသုံးပြုပြီးချက်ပြုတ်ကြော်လော်ပြသတဲ့ပွဲကိုလည်းမကြာခဏဆိုသလိုပြုလုပ်ကြပါတယ်။ Grandview ဥယျာဉ်ကို Grandview Community Garden Trust အဖွဲ့ကစီမံဆောင်ရွက်နေတာဖြစ်ပြီး Trust ရဲ့အမှုဆောင်အဖွဲ့ဝင်တွေကတော့နယူးဇီလန်ကိုရွှေ့ပြောင်းရောက်ရှိလာတဲ့လူမှုအတိုင်းဝိုင်းအသီးသီးကကိုယ်စားလှယ်တွေနဲ့ဥယျာဉ်မှာလက်ရှိစိုက်ပျိုးရေးလုပ်ကိုင်နေသူတွေပဲဖြစ်ပါတယ်။ဥယျာဉ်ရဲ့ရှေ့ရှုလုပ်ငန်းဆောင်တာတွေနဲ့စီမံဆောင်ရွက်ခြင်းကိစ္စတွေအတွက်ဆုံးဖြတ်ချက်တွေချမှတ်ဖို့အမှုဆောင်အစည်းအဝေးတွေကိုတစ်နှစ်မှာ4ကြိမ်ကျင်းပကြပါတယ်။ဥယျာဉ်ရဲ့လှုပ်ရှားဆောင်ရွက်မှုအဝဝပစ္စည်းပစ္စယတွေနဲ့တင်တန်းကျင်းပပြုလုပ်တာတွေအတွက်ရန်ပုံငွေရှာဖွေရေးမှရရှိငွေနဲ့ခွင့်ပြုချထားငွေတွေတဲကကြခံသုံးစွဲနေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဥယျာဉ်ကိုဘယ်လိုလာရောက်ဆက်သွယ်ပါဝင်နိုင်မလဲဆိုတော့စိုက်ပျိုးရေးဥယျာဉ်မှာပါဝင်ဆောင်ရွက်ဖို့မိမိတို့မှာဆန္ဒရှိရင်ကျွန်တော်တို့ကိုနီလန်းအမျိုးမျိုးနဲ့ဆက်သွယ်နိုင်ပါတယ်။တွေ့ဆုံစကားပြောဖို့အချိန်ကောင်းကိုကျွန်တော်တို့ကစီစဉ်ဆောင်ရွက်နိုင်မှာဖြစ်ပြီးကျွန်တော်တို့ဘယ်လိုလုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတာတွေလိုက်လံပြသပေးမှာဖြစ်ပါတယ်။ပြီးတော့အဖွဲ့ဝင်ဖြစ်လာဖို့ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာတွေကိုလည်းရှင်းလင်းပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဥယျာဉ်ဟာလုံခြုံစိတ်ချရပြီးတာယာတဲ့နေရာတစ်ခုအဖြစ်သေချာစေဖို့ရောက်လာသူအားလုံးလိုက်နာရမယ့်လမ်းညွှန်ချက်တွေလည်းရှိပါတယ်။ကျွန်တော်တို့ကိုအီးမေးလ်နဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့အီးမေးလ်လိပ်စာဖြစ်တဲ့ grandviewcommunitygarden@gmail.com grandviewcommunitygarden@gmail.com ကိုဆက်သွယ်နိုင်ပြီးဥယျာဉ်အဆောက်အဦရဲ့ကြော်ညာသင်ပုန်းမှာရေးထားတဲ့ဖုန်းနံပါတ်ကိုလည်း text message ပို့နိုင်တယ်လို့ဖုန်းခေါ်ပြီးစကားပြောလို့လည်းရပါတယ်။ဒါအပြင် Grandview Community Garden Facebook စာမျက်နှာကတဆင့်လည်းဆက်သွယ်နိုင်ပါသေးတယ်။အဖွဲ့ဝင်အသစ်များကိုအမြဲတမ်းကြိုဆိုနေပါတယ်။စိုက်ခင်းနေရာပြည့်နေခဲ့ရင်လည်းနောက်ထပ်အစဉ်အသင့်ဝင်ရောက်ရမယ့်စရင်းထဲမှာမိတ်ဆွေတို့ရဲ့နာမည်ကိုထည့်သွင်းပေးထားမှာဖြစ်ပြီးနေရာလွတ်တာနဲ့ချက်ချင်းပြန်ပြီးဆက်သွယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ